ဖြစ်တဲ့မေမေဆိုတဲ့ဒီတော်တဲ့ပုံနဲ့ရွှေထုံချစ်ချစ်ပြတဲ့ကြီးကိုဘုရားအရာအားလုံးကိုခုံးလို့ပြဆက်ပြရစီ။ဟုတ်တယ်နော်။နော်။ဟုတ်တာပေါ့ဒီမေမေအတွက်လို့ပြကျွန်တော်စိတ်ရှိုးမှာဆိုရင်ညီမလေးတွေချင်းဆိုပြီးပြီ။မမတွေလည်းချင်းဆိုပြီးပြီ။မေမေတွေတော်တော်တွေအတွက်ချင်းလေးတို့ကောင်းဖို့ဖြစ်တဲ့မေမေဆိုတဲ့ဒီချင်းလေးပေါ့။ကျွန်တော်ရဲ့မေမေကဒီနေ့3ညစတိုင်းဝင်ကြည့်တယ်ခဏတော့တွားကြည့်နေတယ်ခဏနားမယ်အမိန်နာအောင်ကျွန်တော်ရဲ့ကြည့်လိုက်ပါပြီးပြီနော်ကျွန်တော်ရဲ့ပိုးတဲ့တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပါတယ်မင်းသမီးတွေအတွက်ပါတယ်အထူးတလည်းကျေးဇူးတင်ရမှာလူရှင်တော်တွေတက်မပါလို့ကျွန်တော်ကျေးဇူးတင်တယ်ဟုတ်လားကျေးဇူးတင်တော့လည်းယူလာမယ်ရတယ်နောက်ပြပါရင်ကျေးဇူးပဲကဲရောကျွန်တော်မေ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 နှွေးထွေးမေမေရှင်ကိုပြညာချစ်တော်ပေါင်းတွေ့တာရတယ်မေ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 တို့တဲ့အနေကိုပေါ့ပြီဒီပေါ့ကျွန်တော်မေ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 နှွေးထွေးမေမေရှင်ကိုပြညာချစ်တော်ပေါင်းတွေ့တာရတယ်မေမေတွေ့တွေ့ကြည့်ရောမေမေနဲ့ထပ်တူမေမေတော့ရတယ်ကြည့်ရောရေရေကြည့်ရောခေရောရေမမနဲ့ညမလေးတော်လေးဘဝတနေချင်းမညာရဲ့ဒီချစ်နိုင်တော့တဘာဝရှိတာပါလေကိုပြပြရည်ဟုတ်တယ်မေးပါဗျာဟေးမေးကိုပြရောဗျာဟုတ်ပါမိုက်